ချက်တွေမပြည့်စုံနေလို့ဆိုပြီးဖြည့်နေမယ်ဆိုရင်တော့ရှေ့ရောက်လာမှာမြန်မာပြည်နာမည်ကျော်ဓမ္မဂရိကကြီးတစ်ပါးရှိပါတယ်နော်အရှင်များတို့ပြောမယ်ဆိုရင်သူကြံမပြီးပါတရားဟောသိကောင်းပါလေကြံပြီးပြီးသားတွေတည်းလည်းသူပေါက်တယ်ပိဋကတ်ဆောင်နေတဲ့လည်းပေါက်တယ်ဒါအရှင်များတို့ဘယ်သူတုံးဆိုတာစဉ်းစားကြည့်ပေါ့သူအားသာတဲ့ဟာဟောပြောပိုင်းအားသာတာသူပြောသွားတာလေပိဋကတ်ရေးရာတွေပြောနေတာမှမဟုတ်တာဟုတ်လားဒါပဲလေကိုအားသာတဲ့ဟာကိုအဓိကထားပြီးလုပ်ပါအာဏာချက်ကိုရှင်များတို့လက်လန်းမိတော့ဖြည့်အဲ့ဒါဆိုရှင်များတို့မြင်မြင်အောင်မြင်တယ်အာဏာချက်ကိုပဲငဲ့ပြီးတော့ပြင်စိတ်တက်ကြတာပဲရှိလိမ့်မယ်ရှေ့ကိုရောက်မှာမဟုတ်ဘူးအဲ့တော့ဒီမှာဘာပြော confidence ပေါ့ confidence လည်းပဲပေါ့အဲ့တော့ confidence ယုံကြည်မှုရှိဖို့ကဘာလို့ရလဲဆိုတော့ကိုယ့်ကိုယ်ကိုပြင်ဆင်ထားဖို့လိုပါတယ်အဲ့လိုပြင်ဆင်ထားတဲ့နေရာမှာစိတ်ကိုပြင်တဲ့နေရာမှာနှစ်ခုရှိတယ်ဗျအခုရှင်များတို့ပညာလို့ရှင်တယ်လိမ့်လာတဲ့နေပညာယူရှင်တဲ့အခါစိတ်ကိုနှိပ်ထားတယ် confidence level ကိုနှိပ်ထားတယ်သင်ယူရင်တဲ့အခါဘာလို့အောင်လဲနှိပ်ထားအလုံးလုံးတဲ့အခါမြင့်ထားဖြစ်တယ်လုံနိုင်တယ်လုံနိုင်သွားရှိတယ်ဆိုတော့အားနဲ့လုံမြင့်ထား